မင်္ဂလာပါရင်မြင် channel ကနေကြိုဆိုလိုက်ပါတယ် Animal Fan အမည်ရတဲ့မူရင်းစာအုပ်ကိုစာရေးသူသခင်ပါတောင်းကပြန်လည်ရေးသားထားတဲ့ချီလေးချောင်းတော်လန်ရေးကိုအပိုင်းဆက်တွေနဲ့ဖတ်ပြလာတာအပိုင်း9အထိပြီးပြီပဲဖြစ်ပါတယ်အပိုင်း6ကိုဖတ်ပြပေးမှာမို့စုံထိနားထောင်ပေးပါဦးခင်ဗျာချီလေးချောင်းတော်လန်ရေးအပိုင်း6အခန်း8ရက်အနှဲငယ်ကြာ၍တစ္ဆာပေါင်းများကိုအဆုံးစီရင်မှုများနဲ့ပတ်သက်၍ထိတ်လန့်ကြောက်ရွံ့ခြင်းများပြေပြောက်သောအခါအချို့တိတ်ဆန်များစိတ်တွင်တိတ်ဆန်ချင်းချင်းမတက်ရဟုသောစတမမြောက်အခြေခံတရားကြီးကိုသတိရလာကြသလိုအောက်မေ့ကြသည်ထိုကြောင့်ကိုဝက်များခွေးများကြားလောက်သည့်နေရာတွင်မပြောရဲကြတော့လဲတိတ်ဆန်ချင်းချင်းတက်ဖြတ်ကြခြင်းမှာစတမမြောက်အခြေခံတရားကြီးနှင့်မညီညွတ်သည့်အဖြစ်ကိုကအားလုံးသဘောတူကြသည်ခွာပြူကမဟောအားဟေ့မဟောရေငါ့ကိုစတမအခြေခံတရားကြီးကိုဖတ်ပြစမ်းပါဟုဆိုသည်မုံစိတ်ကတော၍ဖတ်ကြည့်သောအခါတိတ်ဆန်ချင်းချင်းအကြောင်းမဲ့မတက်ရဟူသောရေးသားထားချက်ကိုတွေ့ရသည်အကြောင်းမဲ့ဆိုသောစကားလုံးပါသည်ကိုတိတ်ဆန်များသတိမထားမိကြတို့ဖြစ်ရာတစ္ဆာဖောက်တိတ်ဆန်များကိုတက်ချင်းမှာစတမအခြေခံတရားကြီးနှင့်ဆန့်ကျင်သည်ဟုမဆိုနိုင်ပဲရှိတော်သည်ဘောပြူနှင့်ပေါင်း၍တစ္ဆာဖောက်သောတိတ်ဆန်များကိုတက်ချင်းသည်အကြောင်းကောင်းစွာလုံလောက်တည်တာဖြစ်တော်သည်ထိုနှစ်တွင်တိရစ္ဆာန်များမှာလွန်ငယ်သောနှစ်ကထက်ပို၍အလုတ်ကြိုးစားလုပ်ကြသည်ဓမီဇက်နိုင်ရမှာလည်းရခင်ကထက်နှစ်ဆတိုး၍ထူသည်ထိုဆက်ကိုရခင်ကအချိန်သတ်မှတ်ထားသည့်အတိုင်းပြီးအောင်ထပ်၍လုပ်ရမည့်အလုပ်မှာမိမိတို့၌အခြားလုံမြဲအလုပ်များလည်းရှိနေသေးသဖြင့်အင်မတန်တာဝန်ကြီးသောအလုပ်ကြီးဖြစ်သည်တခါတည်းရန်တိရစ္ဆာန်တို့ရဲ့စိတ်၌အလုပ်ချိန်ကိုလည်းပို၍လုပ်ရသည်စားရသည့်အခါမှာဥတာကောင်လက်ထက်ကအစာမျိုးသာဖြစ်သည်ဟုထင်ကြသည်တနင်္ဂနွေနေ့နနက်များတွင်တန်ကြောင်ကစာရွက်ရှည်ကြီးတစ်ခုကိုကန်၍ကောက်ပဲသီးနှံမျိုးမျိုးမှာရခင်ကထက်တချို့2ဆတချို့3ဆတချို့4ဆတချို့5ဆအထိပို၍ထွက်ကြောင်းဖတ်ပြသည်တိရစ္ဆာန်များမှာရခင်တော်လှန်ရေးမအောင်မြင်မီကမိမိတို့ဘယ်အခြေအနေရှိခဲ့ကြသည်ဟုမသိကြသဖြင့်တန်ကြောင်ပြောသမျှကိုသာယုံကြည်ကြရသည်တို့ဖြစ်လင်ကစားဒွေဆန်တို့စိတ်၌စင်းအင်းများတဲ့တွင်ကောက်ပဲသီးနှံပို၍ထွက်နေခြင်းထက်အစားအစာတကယ်ပို၍စားရကြလင်ကောင်းပါပဲဟုအောက်မေ့ကြသည်ဗန္ဓုလာမှာခါတိုင်းကဲ့သို့အစည်းအဝေးများသို့မလာတလလင်2ခါလောက်သာလာသည်သူပေးခြင်းသောအမိန်များကိုတန်ကြောင်ကိုဖြစ်စေတခြားဝက်တကောင်ကောင်ကိုဖြစ်စေလွှတ်၍ပေးသည်ဗန္ဓုလာသည်အစည်းအဝေးသို့လာသည့်အခါတွင်နောက်ပါခွေးများဖြင့်သာရန်၍လာသည်မဟုတ်သူရှိမှရှေ့တော်ပြေးတပွဲကြက်ဖနက်လေးတစ်ကောင်ကိုစေလွတ်၍သူစကားမပြောမီအော်အီအိုဟုကျဲလောင်စွာတွန်းစေသည်ဦးတာကောင်အိမ်ထဲ၌ဗန္ဓုလာမှာသူအခန်းနှင့်သူတီးခြားနေသည်ဟုလည်းပြောကြသည်အစာစားသည့်အခါတွင်လည်းဦးတာကောင်ကြံနေရစ်ခဲ့သောတိုက်ပကံပြားအကောင်စားကြီးများနှင့်ထည့်၍စားသည်ထို့ပြင်အရေးကြီးသောနှစ်ပတ်လည်အထိမ်းအမှတ်များမှာကဲ့သို့ဗန္ဓုလာ၏မွေးနေ့မှာလည်းတနတ်ဖောက်ရန်အမိန့်ထုတ်ထားသည်ဗန္ဓုလာမှာငယ်နာမယ်ပြောက်၍ကြီးနာမယ်ရောက်၍လာပြီဖြစ်သည်ရခင်ဗန္ဓုလာကိုပင်ငါတို့ခေါင်းဆောင်ကြီးရဲဘော်ဗန္ဓုလာဟုခေါ်ကြသည်ဝက်များကလည်းဗန္ဓုလာကိုတိရစ္ဆာန်အလုံး၏ဖခင်ဘွဲ့လူသားနိုင်ဘွဲ့တိုးများရန်ကာဘွဲ့ဝမ်းပဲပေါက်စကြက်ပေါက်စပေါက်စအဆွေဘွဲ့စသဖြင့်အမျိုးမျိုးဘွဲထွင်၍ပေးကြသည်တန်ကြောင်ကမျက်ရည်ဖြိုင်ကြကဗန္ဓုလာအကြောင်းချီကျူးစကားပြောရတွင်ဗန္ဓုလာသည်ပညာလည်းအင်မတန်ကြီးသဘောလည်းအင်မတန်ပြည့်တိရစ္ဆာန်အလုံးအနက်အထူးသဖြင့်လူသားများလက်အောက်မှမလွတ်သေးသောတိရစ္ဆာန်များအားအင်မတန်ချစ်ရှာသည့်အကြောင်းများပါသည်ဗန္ဓုလာမှာခက်ကောင်းနေသဖြင့်အကြောင်းဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူ့ကိုပင်ဝိုင်း၍ချီကျူးကြသည်ကျမတကောင်ကအခြားသောကျမတကောင်အားဒုခေါင်းဆောင်ကြီးရဲ့ညွှန်ကြားချက်ကြောင့်ငါဟာ6ရက်အတွင်းမှာ9လုံးထိဥနိုင်တယ်ထို့သို့ပြောသည်အိုင်ထဲတွင်ရေတောက်နေသောနွားမ2ကောင်ကလည်းဒီအိုင်ထဲကရေအေးတာကြည်တာဟာဒုခေါင်းဆောင်ကြီးရဲ့ကျေးဇူးပေါ့ဟုတကောင်နဲ့တကောင်ပြောကြသည်ကြပြာတို့သွေးသွယ်ဖွဲ့သောဗန္ဓုလာပွဲကိုကြည့်လင်တိရစ္ဆာန်များကဗန္ဓုလာအပေါ်၌ညီများလောက်ချစ်ခင်ကြည်ညိုကြသည်ကိုသိနိုင်သည်ဗန္ဓုလာပွဲမှာအောက်ပါအတိုင်းဖြစ်သည်ဖတ်ထက်ဆုံးတို့ခိုကိုရာနှင့်ချမ်းသာခြင်းအစုပေါ်ထွန်းရာဖြစ်သောဇာခွက်တို့၏အရှင်အိုရဲဘော်ဗန္ဓုလ
နေမင်းပမာတင့်မျက်နာကတင်းငိမ်သက်ပဲကြည်ညိုပွဲမို့ငါလင်ဖူးရရှုမဝဗန္ဓုလကျေးဇူးတော်ရှင်ဗန္ဓုလတိရစ္ဆာန်တို့ရဲ့ဖခင်ဗန္ဓုလကြီးငယ်မချမ်းစောင့်ရှောက်ပြန်တရားမှန်သည့်ဗန္ဓုလအားလုံးချစ်တဲ့ဗန္ဓုလနှုတ်ဆိုဝတ်ငယ်နီတာရွယ်တောင်ချစ်တယ်မုတ်ချဗန္ဓုလအထက်ပါဗန္ဓုလပွဲကိုဗန္ဓုလကသဘောတူအတီးပြုပြီးလင်အခြေခံတရားကြီး9ပါးရေးထားသည့်စပက်ကြီးရှေ့တဲ့မျက်နှာချင်းဆိုင်တွင်အခရာတင်ထားဖို့အမိန့်ပေးသည်ဗန္ဓုလပွဲအခရာတင်ထားသည့်အထဏတွင်တန်ကြောင်ကဆေးအဖြူဖြင့်ဗန္ဓုလ၏ဘေးတိုက်တစ်စောင်းပုံကိုရေးဆွဲထားသည်ထိုတော်တွင်၌ဗန္ဓုလသည်ဥဒါယာမတစ်ဆက်ဥအောင်ပန်းတို့ဥပေါက်ကျော်တို့နှင့်ကုလူဆက်ဆံရန်ဆေးဆက်လျက်ရှိသည်ဗန္ဓုလသည်ဥအောင်ပန်းနှင့်ဥပေါက်ကျော်တယောက်ယောက်အားတစ်သားများကိုရောင်းကျင်သည်ဥအောင်ပန်းသည်ဗန္ဓုလထံမှတစ်သားများကိုအလိုရှိတော်လဲဈေးကောင်းကောင်းမပေးထိုခိုက်တွင်ဥအောင်ပန်းနှင့်တပည့်များသည်ခြေလေးချောင်းဝင်းကိုတိုက်၍ဓမီဇက်ကိုပါဖျက်ဆီးပြင်ရန်ကြံစီနေကြောင်းကောလာဟာလာသတင်းထွက်ပေါ်လာသည်ဘော်ပြူလဲဥအောင်ပန်းကွင်းတွင်ခိုလျက်နေသည်ဟုသိရသည်နွေရာသီအလယ်လောက်တုန်းကလည်းဘော်ပြူ၏လှုံ့ဆော်ပေးချက်အရကျမ3ကောင်ကဗန္ဓုလကိုတတ်ဖို့ကြံစီကြောင်းကိုထိုကျမ3ကောင်ကဖြောင့်ချက်ပေးကြသဖြင့်တိရစ္ဆာန်များထိတ်လန့်တုန်လှုပ်သွားကြသည်ကျမ3ကောင်လည်းချက်ချင်းအဆုံးစီရင်ခြင်းခံရပြီးလင်ဗန္ဓုလ၏လုံခြုံရေးအတွက်အဆောင်လျှောက်ကိုပို၍ထားတော်သည်ဗန္ဓုလအဲ့ဒီအခါတွင်ဒေါင်လေးတောင်မှခွေးလေးကောင်ကဆောင်းရသည်အစာထဲတွင်အစိတ်ခတ်မှဆိုသဖြင့်ဗန္ဓုလမစားမီဗန္ဓုလ၏အစာကိုမျက်တောင်နီခေါ်ဝက်တကောင်ကဥပြပြမြည်၍ကြည်ရသည်ထိုအချိန်ခါလောက်တွင်ဗန္ဓုလသည်သူတစ်သားများကိုဥပေါက်ကျော်သို့ရောင်းဖို့စီစဉ်ပြီးကြောင်းသတင်းထွက်ပေါ်လာသည်ခြေလေးချောင်းကွင်းနှင့်ဥပေါက်ကျော်ကွင်းမှာရွှေလန်းငွေလန်းဖောက်၍ထွက်ကုန်ခြင်းဖလှယ်ကြလိမ့်မည်ဥပေါက်ကျော်နှင့်ခြေလေးချောင်းကွင်းမှာဓာတ်ရိုက်အဆက်ဆံမရှိဘဲဥဒါယာစီမတဆင့်ဆက်ဆံပုံမှာဖော်ဖော်ရွယ်ရွယ်ရှိသည်တိရစ္ဆာန်များသည်ဥပေါက်ကျော်အားလူသားတစ်ယောက်ဖြစ်သည့်အတွက်အယုံကြည်မရှိကြတော့လဲဥအောင်ပန်းကိုကြောက်ကြမုန်းကြသလောက်မကြောက်ကြမမုန်းကြငွေကုံကနီး၍ဓမီဇက်လည်းပြီးကနီးသောအခါဥအောင်ပန်းသည်တနက်ကင်လူသား20ကိုစု၍ခြေလေးချောင်းဝင်းကိုတိုက်ဖို့စီစဉ်နေကြောင်းနှင့်သတင်းထက်၍ထွက်လာပြန်သည်ဥအောင်ပန်းသည်ခြေလေးချောင်းဝင်းနှင့်ပတ်သက်သောမြေပိုင်ခွင့်ဂရန်များကိုသူ့လက်ထဲရောက်လာသည်နှင့်တပြိုင်နက်ယုံတို့ဂတ်တို့ကမစေးပဲပိုင်ဆိုင်ခွင့်ရနိုင်စေရန်အလို့ငါယုံမင်းများနှင့်ပလိမ်များကိုပင်လက်ထိုးပြီးပြီဟုပြောကြသည်ထိုတော့တွင်၌ဥအောင်ပန်းသည်သူ့ကွင်းကတိရစ္ဆာန်များကိုမမြင်ဝင့်မကြားဝဲလာအောင်နှိပ်စက်ညှဉ်းပန်းနေသည်နွားအိုများကိုတိုင်ပါချီပြီးမသိမချင်းရိုက်၍တတ်သည်ခွေးများကိုလည်းမိဘုံထဲသို့ကျိုးနှင့်ချီ၍ပစ်ချသည်ကျက်ဖများကိုလည်းအတက်တွင်တင်လုံးသားများချီ၍တိုက်သည်စာသောသတင်းများထွက်လာသည်ထိုသတင်းများကိုကြားရသောအခါတိရစ္ဆာန်များသည်မိမိတို့ဘဝတူတိရစ္ဆာန်များအတွက်မခံမရဲနိုင်လောက်အောင်ဖြစ်ကြပြီလင်ဥအောင်ပန်းကွင်းကိုတစုတဝေးတဲ့ခြိတက်၍ဥအောင်ပန်းကိုတော်လှန်ပြီးလင်ဥအောင်ပန်းကွင်းကတိရစ္ဆာန်များအားလွတ်လပ်အောင်လုပ်ကြမည်ဟုပင်အရေးဆိုကြသည်ထိုအခါတန်ကြောင်ကတိရစ္ဆာန်များအားအလင်းစလုံးမပြုတ်လို့ရန်တားမြစ်ပြီးလင်ရဲဘော်ဗန္ဓုလစီမံခန့်ခွဲသည်ကိုသာလိုက်နာကြရန်ဩဝါဒပေးသည်ထို့သောပင်တန်ကြောင်ကပြောတော်လဲတိရစ္ဆာန်တို့သည်ဥအောင်ပန်းအပေါ်တွင်အမုန်းကြီးမုန်းလျက်သာရှိကြတော်သည်တနေ့သောတနင်္ဂနွေနေ့နနက်ခင်းတွင်တိရစ္ဆာန်များကိုစပက်ကြီးအနီးတွင်စုဝေးစေပြီးလင်ဗန္ဓုလကသူသည်မြည်သည့်အခါကမှဥအောင်ပန်းအားတစ်သားများရောင်းရန်မကြံခဲ့ကြောင်းဥအောင်ပန်းလိုရုံမာသောလူသားများနှင့်လည်းသူ့ကုံအပြတ်ခံပြီးဆက်ဆံခြင်းရှိလိမ့်မည်မဟုတ်ကြောင်းပြောပြသည်ထို့နောက်ချင်းလေးချောင်းတော်လန်းရေးအတွက်ဝါဒဖြန့်ဖို့တာဝန်ကျသောခိုများအားဥအောင်ပန်းကုန်းတို့ခြေဥတော်မလဲကြဖို့အမိန့်ပေးပြီးလင်ရခင်ကသူတို့အော်နေကြဖြစ်သောလူသားမှန်လင်အကုန်တက်ဆိုသည့်ကြွေးကြော်တဲ့အစားဥအောင်ပန်းကိုတွေ့ရမှာတက်ဆိုသည့်ကြွေးကြော်တံကိုအော်ခိုင်းသည်ကောက်သိန်းငိန်သို့ကြာသောအခါဘော်ပြူ၏အဖြတ်အလုပ်တစ်ခုကိုတွေ့ရပြန်သည်ဘော်ပြူသည်တညတွင်လယ်များထဲသို့ပေါင်းစင်များလာချထားသဖြင့်လယ်များမှာပေါင်းပင်များဖြင့်ပြည့်နေတော့သည်ထိုကြောင့်ကိုငန်းမိုးတကောင်ကဘော်ပြူနှင့်အတူပေါင်းစင်များကျဲရကြောင်းနှင့်ဖြောင်းချက်ပေးသည်ထိုငန်းမိုးလည်းဖြောင်းချက်ပေးပြီးမကြမီပင်ကျွေးစီဥကိုစား၍သူ့ကိုယ်သူတတ်သေးလိုက်သည်ဘော်ပြူသည်တိရစ္ဆာန်ဇာနီပထမတန်းဘွဲရသည်ဟုတိရစ္ဆာန်များကယုံကြည်ခဲ့ကြတော့လဲ
စင်စင်အားဖြင့်ဘော်ဗျူသည်မြည်သည့်အခါကမှထိုပွဲကိုမရဘူးကြောင်းကြားသိရသည်ထိုကဲ့သို့ဘော်ဗျူတိရစ္ဆာန်ဇာနီပထမတန်းပွဲရသည်ဆိုခြင်းမှာဘော်ဗျူကိုယ်တိုင်ကလွှင့်ထားသောဒဏ္ဍာရီသတင်းသာဖြစ်သည်ဘော်ဗျူသည်ပွဲမရယုံသာမဟုတ်နွားတင်းကုတ်တိုက်ပွဲတွင်တရေဘောကြောင်သည့်အတွက်ရှုတ်ချခြင်းပင်ခံရသေးသည်ထိုအကြောင်းကိုကြားရသောအခါအချို့သောတိရစ္ဆာန်တို့ကမယုံကြပဲရှိသည်ထိုအခါတန်ကြောင်ကမယုံကြသောတိရစ္ဆာန်တို့အားရဲဘော်တို့သင်တို့တတိမကောင်းလို့ထင်အောင်ထင်မှဖြစ်နေတာပါတကယ်ဆိုတော့ဘော်ဗျူကရှုတ်ချခံရတာအမှန်ပါပဲထို့သောပြောသည်ဖြင့်တိရစ္ဆာန်များမှာတန်ကြောင်၏စကားကိုပင်ယုံကြည်ကြရတော့သည်ကောက်ရိတ်ချိန်သည်ဓမီဇက်ပြီးအောင်တဲဖို့အချိန်နှင့်တိုက်ဆိုင်နေသဖြင့်တိရစ္ဆာန်များမှာအလုတ်ကိုအကြီးအကျယ်စူးစမ်း၍လုပ်ကြရသည်ဓမီဇက်အဆောက်အဦမှာတည်၍ပြီးပြီးတို့ရတွင်အတွဲ့၌ဆက်ကမတက်ရသေးဗန်ဒူလတ်သည်ဆက်ဝယ်ဖို့အတွက်ဥဒါယာနှင့်ဆေးဆက်လျက်ရှိသည်တိရစ္ဆာန်တို့မှာအခက်ခဲအမျိုးမျိုးနှင့်ကြုံတွေ့ရခြင်းအလုတ်ကောင်းစွာမကျွမ်းကျင်ကြသေးခြင်းလက်နက်ကရိယာမကောင်းခြင်းကံမကောင်းခြင်းဘော်ဗျူ၏တစ္ဆာပေါက်ခြင်းစသည်တို့ကိုရင်ဆိုင်၍အလုတ်လုပ်ကြရတော့လဲဓမီဇက်မှာမူလစီမံကိန်းချထားသည့်နေ့ရက်မှာပင်တည်၍ပြီးတော့သည်တိရစ္ဆာန်တို့သည်မောပန်းကြတော့လဲဓမီဇက်အဆောက်အဦကိုသူတို့ဟာသူတို့ကြည့်၍ဝမ်းသာခြင်းမကဝမ်းသာလာသဖြင့်ပတ်ချာလှဲ့ကပျော်ပွဲဆင်ကြသည်ဓမီဇက်မှာရခင်ပြတ်သောဓမီဇက်ထပ်ပင်ပို၍ရှုကျင်ပွဲရှိသည်ဟုထင်ကြသည်ဒီတခါတော့ဒိုင်နမိုက်နှင့်ဖောက်ခွဲ၍မပြတ်ဘဲပြတ်နိုင်တော့မည်မဟုတ်တိရစ္ဆာန်များသည်ဓမီဇက်ကိုတဲစဉ်အခါတွင်လည်းများစွာလည်းပင်ပန်းခဲ့ကြသည်အခက်အခဲများနှင့်လည်းများစွာတွေ့ခဲ့ကြသည်ဓမီဇက်ဆင်ပြီးလင်ကသူတို့နေရေးထိုင်ရေးမှာအများကြီးတိုးတက်၍လာတော့မည်ဤသို့လင်ဓမီဇက်အကြောင်းကိုတွေးမိကြသဖြင့်တိရစ္ဆာန်တို့သည်ပျော်ခြင်းကြီးမကပျော်ကြသောကြောင့်မောပန်းကြသည်ကိုပင်သတိမရနိုင်တော့ပဲအောင်တန်ကျွေ့၍မြူးတူးခုံပေါက်ကနေကြသည်ဓမီဇက်ပြီးသောအခါဗန္ဓုလကိုယ်တိုင်ကိုရံတော်ခွေးများရန်၍ရှေတော်မြေကြက်ဖားနှင့်ထွက်ရည်လာပြီလင်တိရစ္ဆာန်များအားချီးကျူးစကားမိန်သည်ထို့နောက်ဓမီဇက်ကိုဗန္ဓုလဓမီဇက်ခေါ်စေရမည်ဟုအမိန့်ထုတ်လိုက်လေသည်နောက်နှစ်ရက်ကြာသောအခါစပကြီးနီးတွင်တိရစ္ဆာန်များကိုစုဝေးစေ၍အထူးအစည်းအဝေးကျင်းပသည်ထိုအစည်းအဝေးတွင်ဗန္ဓုလကခြေလေးချောင်းကတစ်သားများကိုဥအောင်ပန်းတို့ရောင်းလိုက်ပြီးဖြစ်ကြောင်းကြေညာလိုက်ရာအားလုံးသောတိရစ္ဆာန်များအံ့အားသင့်သွားကြသည်နောက်နေ့မနက်တွင်ဥအောင်ပန်းသည်တစ်သားများကိုလှဲများနှင့်လာ၍တိုက်သွားသည်ဗန္ဓုလသည်ဥပေါကျော်နှင့်ဆေးဆက်ချင်းအောင်ဆောင်နေသည့်အတော်အတွင်း၌အမှန်အားဖြင့်ဥအောင်ပန်းနှင့်လှုပ်ဝက်စွာဆေးဆက်လျက်ရှိသည်ထို့နောက်ဗန္ဓုလသည်ဥပေါကျော်ကုန်းနှင့်အဆက်အသွယ်များကိုတခါတည်းဖြတ်လိုက်ပြီးလင်ဥပေါကျော်ထံသို့ခုံများကိုလွှတ်၍ဆဲရီပုတ်ခတ်သောစာများပို့လိုက်သည်ထိုချိန်ကစ၍ဥအောင်ပန်းကိုအသေးတက်ရမည်ဆိုသောကြွေးကြော်သံကိုရက်၍ဥပေါကျော်ကိုအသေးတက်ရမည်ဆိုသောကြွေးကြော်သံအသစ်ကိုသုံးဖို့အမိန့်ထုတ်လိုက်လေသည်ထို့နောက်ဗန္ဓုလကဥအောင်ပန်းသည်ခြေလေးချောင်းဝင်းကိုတိုက်ဖို့စီစဉ်နေသည်ဆိုသောသတင်းမှလည်းအခြေအမြစ်မရှိသည့်သတင်းသာဖြစ်ကြောင်းဥအောင်ပန်းသည်သူ၏တိရစ္ဆာန်များအားနှိပ်စက်ညှဉ်းပန်းသည်ဆိုသောသတင်းမှလည်းတစိတ်ကိုတအိတ်လုံးသောသတင်းသာဖြစ်ကြောင်းအဆိုပါကောလာဟလသတင်းများဖြစ်ပွားခြင်းမှလည်းဘော်ဗျူနှင့်အဖော်တစုတို့၏လက်ချက်သာဖြစ်ကြောင်းဥအောင်ပန်းကွင်း၌ဘော်ဗျူပုံနေသည်ဆိုခြင်းမှလည်းဟုတ်ပုံမရကြောင်းစင်စင်အားဖြင့်ဥအောင်ပန်းကွင်းသို့ဘော်ဗျူဘယ်တော့မှမရောက်ဘူးကြောင်းဘော်ဗျူတကယ်နေသောနေရာမှာဥပေါကျော်ကွင်းသာဖြစ်ကြောင်းဥပေါကျော်ကဘော်ဗျူအားလာသာကြီးကြီးပေး၍တချို့အဖြစ်နှင့်မွေးထားသည်မှာကြာပြီးဖြစ်ကြောင်းနှင့်တိရစ္ဆာန်များအားပြောပြသည်ဗန္ဓုလသည်ပရိယေ၌အင်မတန်လိမ္မာသည်ဥပေါကျော်နှင့်ချစ်ခင်ရင်းနှီးရန်ဆောင်၍ဥအောင်ပန်းစီမှတစ်သားများအတွက်ငွေ1500စီပို၍ရအောင်ယူလိုက်သည်ဝမ်များသည်ဗန္ဓုလ၏ပရိယေကိုများစွာပီတိဖြစ်ကြသည်ဗန္ဓုလသည်ဥအောင်ပန်းအားတစ်သားများကိုရောင်းတာရောင်းလိုက်တော့လဲစင်စင်အားဖြင့်ဥအောင်ပန်းကိုလည်းယုံကြည်ရသည်မဟုတ်ဤကားဗန္ဓုလ၏အမျှော်မြင်ကြီးခြင်းပေ၏ဤသို့ပင်တန်ကြောင်ကပြောသည်ဥအောင်ပန်းသည်လူလေလို့၍ဗန္ဓုလအားငွေသားဖြင့်တစ်သားဘိုးကိုမချေပဲချက်လက်မှတ်ရေး၍ပေးရန်ကြံသည်ဗန္ဓုလကိုဤကဲ့သို့အပါနှက်၍ရမည်မဟုတ်ယာဒန်ဆက်ကူများကိုလက်ငင်းမချေပဲသူ့တစ်သားများကိုဥအောင်ပန်းသည်ရလိမ့်မည်မဟုတ်ထို့ကြောင့်ဥအောင်ပန်းသည်ဗန္ဓုလအလိုရှိသည့်အတိုင်း100တန်ငွေဆက်ကူများဖြင့်တစ်သားဘိုးကိုအပြေပေးချေလိုက်ရသည်ဥအောင်ပန်းစီမှရသောငွေမှာဓမီဇက်ဝယ်ရန်လုံလောက်သည်ဥအောင်ပန်းသည်ငွေချေပြီးနောက်တစ်သားများကိုလှဲဖြင့်တိုက်၍ထုတ်သွားသည်ထို့နောက်တိရစ္ဆာန်များသည်
အထူးအစည်းအဝေးကျင်းပ၍ဥအောင်ပန်းပေးသောငွေဆက်ကူများကိုဝိုင်း၍ကြည်ကြသည်ဗန္ဓုလသည်တစ်သားကိုရောင်းရရသောငွေဆက်ကူများကိုတိုက်ပကံပြားကြီးတစ်ချက်ထဲတွင်ထည့်၍သူ့ဘေးတွင်ချပြီးလျှင်ကျဉ်းနှံသောအချင်းရာဖြင့်ပြုံးလျက်ကောက်ရုပ်ခဲအပ်သောခုံမြင့်ပေါ်တွင်ဝတ်ကာနေသည်တိရစ္ဆာန်တို့သည်တကောင်ချင်းရှေ့နောက်တန်းစီ၍ငွေဆက်ကူများကိုအားရအောင်ကြည်ကြသည်ဂျိုကားသည်ငွေဆက်ကူများကိုနမ်း၍ပင်ကြည့်သည်ဖြင့်ငွေဆက်ကူများမှာသူနှခေါက်မှထွက်သောလေထဲ၌တချွတ်ချွတ်ပင်မြည်၍နေတော်သည်နောက်3ရက်ကြာသောအခါဥဒါယာသည်မောကြီးပန်းကြီးနှင့်ပြေး၍လာပြီးလျှင်ဗန္ဓုလအဆောင်သို့သွားသည်ဗန္ဓုလအဆောင်မှစိတ်ဆိုးသဖြင့်ဆဲရီကျိန်းမောင်းတန်ကိုလည်းကြားရသည်အကြောင်းမှာဥအောင်ပန်းပေးသောငွေဆက်ကူများမှာအတူများဖြစ်၍နေသောကြောင့်ပင်သည်ဥအောင်ပန်းမှာတစ်သားများကိုအလကားရသောချီပြီးဗန္ဓုလသည်တိရစ္ဆာန်များအားချက်ချင်းအစည်းအဝေးခေါ်စေပြီးလျှင်ဥအောင်ပန်းအားအဆုံးစီရင်မှုဆုံးဖြတ်ချက်ချသည်အကယ်၍ဥအောင်ပန်းကိုအရှင်မိခဲ့သောရင်တွေးအိုးထဲ၌ပြုတ်၍တက်မည်ဟုလည်းဗန္ဓုလကပြောသည်ဥအောင်ပန်းသည်ငွေဆက်ကူအတူများကိုပေးုံနှင့်ရက်လက်ဦးမည်မဟုတ်သူတို့မူလကြံစီထားကြသည့်အတိုင်းခြေလေးချောင်းကွင်းကိုလူစုပြီးလာ၍ပင်တိုက်ကောင်းတိုက်လိမ့်မည်ထို့ကြောင့်ခြေလေးချောင်းကွင်းသို့ဝင်ရလမ်းများတွင်ဗန္ဓုလကကင်းများအဆောင်ချထားသည်ထို့နောက်ခိုလေးကောင်ကိုဥပေါကျော်ကုန်းသို့လွှတ်၍ဥပေါကျော်နှင့်ပြန်၍မိတ်ဆက်ဖို့အကြည့်အသာစကားဆိုသည်နောက်နေ့စောစောတိရစ္ဆာန်များမနက်စာစားနေကြတွင်ကင်းဆောင်ကြသောတိရစ္ဆာန်တို့သည်ကမန်းကရန်ပြေး၍လာပြီးလျှင်ဥအောင်ပန်းတို့လူစုသည်ဒကမာကြီးမှဝင်၍ခြေလေးချောင်းကွင်းကိုတိုက်ဖို့လာနေပြီဖြစ်ကြောင်းပြောကြသည်တိရစ္ဆာန်တို့ကရဲဝင်စာထွက်၍တိုက်ကြသည်တို့ရတွင်နွားတင်းကုတ်တိုက်ပွဲလိုလွယ်လွယ်နှင့်တော့အောင်နိုင်မည်မဟုတ်ဥအောင်ပန်းလူစုမှာ15ယောက်မြရှိပြီးလျှင်တနက်ကလည်း6လက်လောက်ပါလာလေသည်ဥအောင်ပန်းတို့လူစုသည်အတောင်100လောက်နီးကပ်လာသည်နှင့်တပြိုင်နက်တနက်များဖြင့်အရန်ဖြစ်ကြတော်သည်တိရစ္ဆာန်တို့မှာဗန္ဓုလနှင့်ဂျိုကားတို့ဦးစီး၍ခုခံကြတော်လဲတနက်တံကိုမခံနိုင်သဖြင့်စုပ်၍ပြေးကြရသည်တိရစ္ဆာန်ချိုလဲဒဏ်ရာရကြသည်တိရစ္ဆာန်တို့သည်အိမ်ထဲသို့ဝင်၍ပြင်းပေါက်များထရန်ကြားများမှပြူတစ်နှင့်ချောင်း၍ကြည်ကြသည်ဓမီဇက်နှင့်တကွကွင်းလုံးမှရန်သူလက်သို့ရောက်နေသဖြင့်အခြားတိရစ္ဆာန်များမဆိုထားပြီးဗန္ဓုလကိုယ်တိုင်ပင်အားပြတ်မိသည်ဗန္ဓုလသည်အမိကိုတောင်း၍ဟိုဘက်ဒီဘက်ဝင်ပြီးအကြံထုတ်လျက်ရှိသည်အချို့တိရစ္ဆာန်များကလည်းဥပေါကျော်စီမှစစ်ကူများရလူရညာဥပေါကျော်ကုန်းဘက်သို့ရော်ရွမ်း၍ကြည်ကြသည်ဥပေါကျော်တို့လူစုထံမှစစ်ကူရလျင်ဗန္ဓုလဘက်ကနိုင်သေးသည်ထိုခိုက်တွင်ဥပေါကျော်ထံသို့မိတ်ဆက်ဖို့လွတ်လိုက်သောခိုလေးကောင်သည်စာရွက်တစ်ရွက်ကိုချီ၍ပြန်လာသည်ထိုစာရွက်ပေါ်၌နင်တို့ဒီလိုဖြစ်တာပဲကောင်းတယ်ဟုဥပေါကျော်ကရေး၍ပေးလိုက်သည်ထိုခိုက်တွင်ဥအောင်ပန်းတို့လူစုသည်ဓမီဇက်နား၌ရက်၍နေကြသည်လူနှစ်ယောက်ကတန်တူရွေးနှင့်တူကြီးကိုကန်၍နေသည်ဓမီဇက်ကိုဖျက်ပစ်တော့မည်ထင်သဖြင့်တိရစ္ဆာန်များသည်များစွာစိတ်မကောင်းဖြစ်ကြသည်ထိုအခါဗန္ဓုလကဘာဖြစ်လို့ရမှာလဲကွတို့ကအခိုင်ကြီးလှုပ်ထားတာပဲ9ရက်နဲ့ဖြတ်ရရင်မင်းကောင်တွေကန်ကောင်းပေါ့ဟုပြောကတိရစ္ဆာန်များကိုအားပေးသည်မဟော်ကအဆိုပါလူနှစ်ယောက်ကိုတေးကြစွာဆူဆိုင်၍အကဲခတ်နေသည်ထိုလူနှစ်ယောက်သည်ဓမီဇက်၏အခြေအနားတွင်တူးဖောက်၍နေကြသည်မဟော်သည်ထိုလူနှစ်ယောက်၏အကြံကိုရိပ်မိသဖြင့်ပြုံးပြီးလျှင်ငါထင်တဲ့အတိုင်းပါပဲကွာဓမီဇက်ကိုဒိုင်းနမိုက်နဲ့တော့ခွဲပစ်ကြမလို့ကွာဟုပြောသည်ထိုအခါတိရစ္ဆာန်များသည်ကြောက်လန့်၍တကောင်းမှအပြင်သို့မထွက်ဝင်ကြခဏကြာသောအခါလူများသည်ဓမီဇက်နှင့်လွတ်အောင်ပြေးသွားကြသည်မကြာမီပင်ကြောက်မက်ဖွယ်ဒိန်းကနေမြည်၍ဓမီဇက်ကြီးပြိုကျသွားတော်သည်ခိုများလည်းလန့်၍ပြန်ကြသည်ဗန္ဓုလမှတပါအခြားတိရစ္ဆာန်များမှပြဝေး၍နေကြသည်တိရစ္ဆာန်များဝေးရာကထသောအခါဓမီဇက်သည်မရှိတော့ပြီဓမီဇက်ကြီးပြတ်သွားသည်ကိုမြင်ကြရသောအခါတိရစ္ဆာန်တို့သည်ပြင်းစွာအမျက်ထွက်ကြသဖြင့်ကြောက်လန့်ရတော့မှမသိထိုမဲ့လောက်ရုံမာသောအမှုကိုငုံခံ၍မဖြစ်တမော်ရီထ၍လက်စားချေကြမှာဖြစ်မည်ထို့ကြောင့်တိရစ္ဆာန်တို့သည်မြေကြီးအမျက်ကျုံဝါသံပေးပြီးလျှင်ဥအောင်ပန်းတို့ရှိရာသို့တအားပြေး၍တိုက်ကြတော့သည်ဤချိန်တွင်တိရစ္ဆာန်တို့သည်ဥအောင်ပန်းတို့၏တနက်ကြီးစံကိုကြောက်ရမှန်းမသိကြတော့သေးချင်းသေးကြေးချင်းကြေးစွန့်၍တိုက်ကြပြီဥအောင်ပန်းတို့ကလည်းတနက်များဖြင့်အရန်ဆွ၍ပြစ်ကြသည်ဒုံနှင့်စီး၍ရိုက်သူကလည်းရိုက်ကြသည်တိရစ္ဆာန်တို့ဘက်မှနွားမတစ်ကောင်တိုး3ကောင်နှင့်ငန်းမဲ2ကောင်သေသည်တိရစ္ဆာန်အလုံးလောက်တန်ရာရကြသည်နောက်ဖက်မှနေ၍မိန်ပေးလျက်ရှိသောဗ
နုလကိုယ်တိုင်ပဲအမိပြားကိုကြည်စံရှက်၍မှန်သွားသည်။ဦးအောင်ဘန်းတို့ဘက်ကလည်းဒဏ်ရာရသူရကြသည်။ဂျိုကားကဂျိုနှင်းခတ်၍ခွာနှင်းပေါက်သည်ဖြင့်လူသား၃ယောက်ထိပ်ပေါက်ခေါင်းကွဲဖြစ်သည်။နွားဝှေ့၍လူသားတစ်ယောက်ဘိုက်ပေါက်သွားသည်။ခွေးနှကောင်ကဝိုင်းဆွဲ၍လူသားတစ်ယောက်ပစိုးအစိတ်စိတ်အမွားဆုတ်သွားသည်။ထို့နောက်ဘန္ဒူလာ၏ကိုရန်တော်ခွေးကိုးကောင်ကစီးရုပ်ကွယ်မှပုံ၍ဦးအောင်ဘန်းတို့ကိုဘေးမှပန်း၍တိုက်ရန်ကြောက်မက်ဖွယ်ဟိန်းကြဟောင်ကြသောအခါဦးအောင်ဘန်းတို့မှညှက်ပူးညှက်ပိတ်အမိခံရတော်မူဖြစ်သည်ဖြင့်အလင်းမြန်ပင်တက်ခေါက်ရန်ကြံကြတော်သည်ဦးအောင်ဘန်းကဟေးမြန်မြန်ပြေးကြဟေးဟုအော်လိုက်သောအခါလူသားတို့မှဖနှောင်းနှင့်တင်မှတသားတည်းကြအောင်ပြေးကြသည်လူသားတို့မှဖနှောင်းနှင့်တင်မှပြေးပြီးနောက်တိရစ္ဆာန်တို့ကလည်းနောက်မှဖိ၍လိုက်ကြသည်လူသားတို့မှတက်ပြက်၍စီယိုးပေါင်များမှတိုးကကြက်ပြောက်ငှက်ပြောက်ပျောက်ကုန်ကြသည်တိရစ္ဆာန်တို့မှအနိုင်ရလိုက်သည်ကမှန်ပါ၏တို့ရတွင်ဒဏ်ရာအနာတရနှင့်ခြေမသိနိုင်လက်မသိနိုင်ဖြစ်၍နေကြသည်ဤနည်းဖြင့်ထောနှင့်နှင့်ပြန်လာကြပြီလျှင်တိုက်ပွဲ၌ကြာဆုံးသောမိမိတို့၏ရဲဘော်များမြေကြီးပေါ်တွင်တုံးလုံးပက်လက်လဲတည်နေသည်ကိုမြင်ရသောအခါအချို့တိရစ္ဆာန်များမှမျက်ရည်မစဲနိုင်လောက်ရှိကြသည်ဓမီဆက်နေရာသို့ရောက်ကြသောအခါဝမ်းနှင့်ပက်လက်ဖြစ်ကတခဏတာမျှစကားမပြောနိုင်ပဲရှိကြသည်ဓမီဆက်မှာမြေပေါ်ကအစာဥသာပြတ်သွားသည်မဟုတ်အုံမြစ်အခြေတော်မှအနှဲငယ်ချွေရင်းသွားသည်ဒီတစ်ခါဓမီဆက်ကိုပြန်တည်ရမည်ဆိုတော့မလွယ်တော့ကြီးကြောက်တုံးများရဖို့ကလည်းခက်ပြီးအစာဥတွင်းကကြောက်တုံးများမှာလည်းဒိုင်းနမိုက်ဒဏ်ကြောင့်အဝေးသို့လင့်ဆွင်၍တောကုန်ပြီဓမီဆက်ကြီးတစ်ခုလုံးမှာနေရသာကျန်တော့သည်ထိုခိုက်တွင်တန်ကြောင်မှာတနေရာမှရုတ်တရက်ထွက်ပေါ်လာပြီးလင်ဝမ်းသာရွှင်လန်းသောမျက်နှာဖြင့်အမီးကိုဟိုဘက်ဒီဘက်ဝင်း၍တိရစ္ဆာန်များရှိရာသို့လာသည်ထို့နောက်ဝတ်တို့ဆန်ရအိမ်မက်စီမှတနက်ဖောက်တန်ကြားကြရသည်ဒီတစ်ခါဂျိုကားကဟေးဒီအတန်းကဘာလဲဟုမေးသည်တန်ကြောင်ကတို့အောင်ပွဲကျင်းပတဲ့အတန်ဘောဟာဟုပြောသည်ဂျိုကားမှာခြေထောက်မှသွေးများထွက်လျက်ရှိပြီးလင်သူ့အသားထဲ၌ကြည်စံများဝင်၍နေသည့်အတွက်လည်းမချိမဆက်ခံ၍နေရသည်ထို့သောဝေဒနာခံစားနေသည့်နေရာမှဘာကိုအောင်လို့ဘာအောင်ပွဲကျင်းပရမှာလဲဟုတန်ကြောင်ကိုမေးသည်တန်ကြောင်ကအခုတို့ခြေလေးချောင်းကွင်းကရန်သူတွေပြေးကြပြီမဟုတ်လားဟာဂျိုကားရဒါဟာတို့အောင်တာပေါ့ဟုပြောသည်ထိုအခါဂျိုကားကအောင်တာတော့ဟုတ်ပါရဲ့ဟာဒါပေမဲ့ငါတို့မိဆက်ကြီးမှမရှိတော့ဘဲနဲ့ဟုထပ်၍ပြောသည်တန်ကြောင်ကဒါကအရေးမကြီးပါဘူးကွာဓမိဆက်ပြတ်တဲ့အတွက်တော့နောက်ထပ်တစ်ခုမကပါဘူး6ခုလောက်ထိထပ်တယ်ခြင်းလဲတဲနိုင်တာပါပဲအရေးကြီးတာကတော့တို့ခြေလေးချောင်းကွင်းရန်သူလက်တွင်ကလွတ်တော်တာကအရေးကြီးပါတယ်လေဒါဟာရဲဘော်ဘန်ဒူလာရဲ့ခေါင်းဆောင်မှုကောင်းလို့ဘောဟာဟုပြောသည်ဂျိုကားကတဖန်ဒါဖြင့်တို့ကွင်းကိုအခုတို့ပြန်ရပြီပေါ့ဆိုသည်တန်ကြောင်ကဒါဘောဟာဒါကြောင့်ငါကတို့အောင်ပြီလို့ပြောတာဘောဟုပြောသည်ဂျိုကားသည်ဓမိဆက်ကြီးကိုအုံမြင့်ကဆ၍တဖန်ပြန်တည်ရမည်တာဝန်ကြီးကိုတွေးမိသဖြင့်ရင်လေးမိတော်သည်ထို့နောက်သူ့အတန်မှာလည်း17နှစ်ရှိနေပြီဖြစ်သည်ဖြင့်ရခင်ကကဲ့သို့အင်အားမကောင်းတော့ကြောင်းကိုလည်းတွေးမိပြီးစိတ်လေးပင်လျက်ရှိသည်ထို့နောက်တိရစ္ဆာန်တို့သည်သူတို့၏အစိမ်းရောင်ကန်ဂျိုနှင့်ခွာလန်ကိုထူပြီးလင်အောင်ပွဲကျင်းပကြသည်ထိုအောင်ပွဲ၌တနက်9ချက်ဖောက်ပြီးလင်ဘန်ဒူလာကတိရစ္ဆာန်များအားချီးကျူးစကားပြောသည်တိုက်ပွဲ၌ကြာဆုံးသောတိရစ္ဆာန်များကိုလှဲပေါ်သို့တင်ကားဂျိုကားနှင့်ခွာပြီးတို့ကဆွဲပြီးလင်အခမ်းအနားဖြင့်တကြိုကြသည်မတာဖို့ရာတွင်ဘန်ဒူလာကခြေဆုံးမှလိုက်သည်မတာကို2ရက်လုံးထားသည်ထို2ရက်အတွင်း၌ဟောပြောပွဲများကျင်းပ၍တခြင်းများကိုလည်းတည်ဆိုသည်တနက်များကိုလည်းထပ်၍ဖောက်သည်အားလုံးသောတိရစ္ဆာန်များလည်းခါတိုင်းထပ်ပို၍အစာရကြသည်ထိုတိုက်ပွဲကိုအောင်လန်စိန်တိုက်ပွဲဟုခေါ်ရန်ဘန်ဒူလာကကြေညာသည်ထို့နောက်ဘန်ဒူလာသည်အောင်လန်အစိမ်းပွဲဖန်တီးပြီးတဲ့ထိုဘက်ကိုသူ့ကိုယ်သူပထမဆုံးပေးလိုက်သည်အောင်ပွဲကျင်းပ၍ပျော်ရွှင်နေကြသဖြင့်တိရစ္ဆာန်တို့မှာဥအောင်ဘန်းကသူတို့ပေါ်လိန်သောသည့်ကိစ္စကိုမိမိပျောက်ပင်ဖြစ်၍နေကြသည်ထို့နောက်ရက်နှဲငယ်ကြာသောအခါဝက်များသည့်ဥသာကောင်အိမ်စဘာပုတ်တွင်မှအရက်အိုးကြီးတအိုးတွေ့တော်သည်ထိုညတွင်ဝက်များနေသောဥသာကောင်အိမ်မှဒိုးတိရစ္ဆာန်တချင်းနှင့်တကွတချင်းမျိုးဆိုတံကိုကြားကြရသဖြင့်တိရစ္ဆာန်များမှာအံ့အားသင့်၍နေကြသည်ည9 နာရီခွဲလောက်တွင်ဘန်ဒူလာသည်ဥသာကောင်၏ခမောက်ပြုတ်ကိုစောင်း၍နောက်ဖေးတကားမှထွက်ပြီးတင်ဝင်းထဲတွင်ခွာစုံပေါက်၍ပြေးပြီးနောက်အိမ်ထဲသို့ပြန်ဝင်သွားသည်ကိုတိရစ္ဆာန်များမြင်လိုက်ကြရသည်မနက်မိုးလင်းသောအခါတိမ်လုံးတိတ်၍နေပြီးလင်ဝက်တကောင်မှအိယာကထသည်ကိုမတွေ့ရ9 နာရီထိုးလောက်တွင်မှတန်ကြောင်သည်အိယာကထသည်သူကြည့်ရသည်မှာမှုန်တေတေနှင့်ဖြစ်၍နေသည်
မျက်နှာလည်းမရွှင်အမိလည်းလှုပ်ဖော်မရပြင်းထန်စွာမမာဟန်ပင်ထင်ရသည်တန်ကြောင်သည်စိတ်မကောင်းဟန်ဖြင့်ဖြင်းညင်းစွာရှောက်လာပြီးလေတိဆံများကိုစုဝေးစေ၍ရဲဘော်ဗန္ဓုလမှာတေတော့မည်ဖြစ်ကြောင်းဝမ်းနည်းစွာပြောပြသည်ထိုသတင်းကိုကြားရသောအခါတိဆံများမှာများစွာပူဆွေးဒုက္ခဖြစ်ကြရသည်ဝက်ဆိုင်ရင်ပြင်ဘက်တွင်လည်းကောက်ရိုးများခင်းကခြေတံမကြားနိုင်စေခြင်းကတိဆံများသည်ခြေပြားထောက်၍တွားကြသည်တိဆံများသည်မြေရည်ဆက်လက်ဖြင့်ခေါင်းဆောင်ကြီးဗန္ဓုလကွယ်လွန်ခဲ့သည်ရှိသောဘယ်လိုလုပ်ကြမလဲလို့တကောင်နဲ့တကောင်တိုင်ပင်ကြသည်ထို့နောက်ဘော်ဗျူကဗန္ဓုလအားအစာရဲတွင်အစိတ်ခတ်တက်ရန်ကြံစီကြောင်းကောလဟာလာတဲ့ဖြစ်ပေါ်၍လာသည်17နာရီထိုးသောအခါတန်ကြောင်ထွက်လာပြီးမြည်သူမစိုးအရက်တောက်လင်တေတံပေးမိဟုရဲဘော်ဗန္ဓုလကမသေးမီနောက်ဆုံးမိတ်ထုတ်လိုက်ကြောင်းတိဆံများပြောပြသည်ညနေဆောင်သောအခါဗန္ဓုလမှာတက်တာလာပုံရလေသည်နောက်နေ့မနက်ရောက်သောအခါဗန္ဓုလသည်အတော်ကြီးတက်တာလာပြီဟုတန်ကြောင်ကပြောပြသည်ထိုနေ့ညနေတွင်ဗန္ဓုလအလုတ်ဆင်း၍လုံနိုင်သည်နောက်တစ်နေ့နနက်တွင်ဗန္ဓုလကဥတာယာအားရက်ချက်နီးစာအုပ်ဝယ်ခိုင်းသည်နောက်တနင်္ဂနွေတစ်ပတ်လောက်ကြာသောအခါရခင်ကတိဆံအိုများအတွက်စကြက်အဖြစ်သတ်မှတ်ထားသောမြေကွက်ကိုကောင်းညင်းဆိုင်ဖို့အတွက်ထွန်ရမည်ဟုဗန္ဓုလကအမိန့်ပေးတော်သည်ထိုအချိန်လောက်စီတွင်တည၌စပယ်ကြီးအနားမှဝုန်းနဲ့တန်ကြီးတစ်ခုကြားကြရသည်ဘာဖြစ်တယ်လို့ဘယ်သူကမှမသိကြထိုအတန်ကြားရသည့်အချိန်မှာတကောင်ရန်အချိန်လည်းဖြစ်သည်တိဆံအလုံးလည်းလန့်ဖြတ်ကုန်ကြသည်ထိုညမှာလကလည်းတာသည်တန်ကြောင်သည်တရားကြီး9ပါးရေးထားသောကြည်နံရံကိုလှေကားထောင်၍တက်ရာလှေကားကြိုးကြသဖြင့်ပုံရသားလဲလျက်ရှိသည်သူနားတွင်မိအိမ်စုတ်တန်နှင့်စေဘူးများလည်းရှိသည်ခွေးများသည်တန်ကြောင်အားဝိုင်း၍ကာထားကြသည်တန်ကြောင်သည်ရုတ်တရက်သတိမေ့သွားသည်သတိရ၍လူလဲပြီးထနိုင်တဲ့တပြိုင်နက်ခွေးများကဝက်များနေသောအိမ်သို့ခေါ်သွားကြသည်တန်ကြောင်သည်စုတ်တန်နှင့်ဆေးခွက်ကိုယူ၍ဘာလို့ရန်အကြံနှင့်ကြီးထရန်ကိုတက်သည်လို့ဘယ်တိဆန်ကမှမရေမိကြမဟောတကောင်ကမူတန်ကြောင်၏အကြံကိုသိသည်တို့ရတွင်မြည်သူကိုမှတစုံတရာဖွင့်ဟ၍မပြောထို့နောက်9ရက်လောက်ကြာသောအခါမုတ်စိတ်သည်တရားကြီး9ပါးကိုတွား၍ဖတ်ကြည့်သည်ထိုအခါတိဆံများအမှန်မှားနေသောအရာတစ်ခုကိုတွေ့ရတော့သည်ရခင်ကပစ္စမတရားကြီးမှာတိဆံများအရက်မတော့ရဟု၍ရေးထားသည်ဟုထင်မှတ်ခဲ့ရမှယခုသူဖတ်ကြည့်သောအခါတိဆံများအရက်အလွန်အကျွံမတော့ရဟုအလွန်အကျွံဆိုသောစကားတိုးနေသည်ကိုတွေ့ရသည်တိဆံများသည်အလွန်အကျွံဆိုသောစကားကိုဘယ်လိုများမေ့နေကြပါလဲဟုအောက်မေ့မိတော်သည်ဒီနေရာမှာတင်ချီလေးချောင်းတော်လည်းရေးအပိုင်း6ကိုဖတ်လုပ်ပြီးပါပြီ။ channel ပိုင်းတွေကိုလည်းဆက်ပြီးဖတ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရင်မြင် channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။အားလုံးပဲဘေးကင်းလုံခြုံလို့ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ။